ဘာရီလုံးမိပြီလဲငါဘာရီလုံးမိပြီလဲငါဘာရီလုံးမိပြီလဲအကုန်ရှုပ်ကုန်ပြီငါအကုန်လုံးဖြက်စီးပြီးလိုက်ပြီငါပြန်လို့မဖြစ်တော့ငါဆက်သွားနေမှရမယ်ငါဆက်ပြေးနေမှရမယ်သူတို့ငါ့ကိုတွေ့လို့မဖြစ်ငါ့ကိုဖမ်းမိရင်သူတို့ငါ့ကိုတတ်မှာဒါပေမဲ့အဲ့ဒါကြီးအရေးပါလို့လားအခုအရာအလုံးပျက်စီးသွားပြီအရာအလုံးမြန်နေတယ်ငါအတော့ဝါရှူမှဖြစ်မယ်အမေတင်ပေးထားတယ်လို့မျိုးအသက်တေချာရှူစားမှာကွာအသက်တေချာရှူပြီးတော့စိတ်ငြိမ်နေတာစိတ်ငြိမ်ငြိမ်ဒါငါဘယ်ရောက်နေရလဲမင်းဘာမှလည်းမင်းသိပါတယ်မင်းဘာတူလဲမင်းသိတယ်မင်းကဝေါ်လီဝတ်မင်းကအသက်15နှစ်လောမင်းဒီအချိန်ကိုပြန်ရနေဒီနေ့ဟာတာခံစားချက်ကတဖြည်းဖြည်းနဲ့တကူလုံးပြန်နေတယ်ပြီးတော့ဒီလိုဖြစ်တဲ့အတွေးလွန်လာမှမင်းတတိထားမိမှာပါအတွေးလွန်လာတာကလည်းအချင်းတစ်ခုလိုဖြစ်နေပါပြီအမေဆိုရင်ငါဘာဖြစ်နေမှန်းတန်းသိတယ်ငါ့ကိုစိတ်ငြိမ်အောင်ပြန်လုပ်ပေးနိုင်တယ်ဒါပေမဲ့အမေမှမရှိတော့တာငါတယောက်တည်းပဲကျန်ခဲ့တယ်တကယ်ဆိုရင်ဘယ်သူမှငါမလိုအပ်ပါဘူးလူများရင်ပြဿနာများတာပဲဖတ်တယ်ငါတယောက်တည်းဆိုငါဘာသာ easy ထင်ကြနိုင်တယ်အသက်ပုံဝင်မဲရှူပေါ်လီဒီနေရာတားမြင်နေပြီနော်ကျွန်တော်မှာဖြတ်တန်းသွားလာခွင့်ကရှိပါတယ်ညဘက်တွေမင်းပြင်ထွက်လို့မရဘူးဆိုတာမင်းမသိဘူးလားမင်းဖေးသိရင်မလွယ်ဘူးနော်တမ်းဖြုတ်ကျွန်တော်ဒီအချုပ်သားကိုလိုက်ပို့လိုက်ပါမယ်ခလေးတွေကိုလွတ်လပ်ခွင့်ပေးလိုက်ပါကိုငိမ့်မောင်ညာကျွန်တော်တို့လည်းငယ်ရကြီးလာမဟုတ်ဘူးလားကျေးဇူးပါဒေါက်တာအလန်ဘယ်လိုပဲခေါ်ပါကွာဒါနဲ့ဒီညခိုးထွက်ရတာတန်လို့လားကွာမတန်ပါဘူးဒီနေ့မှာဘာမှလည်းမရှိပါဘူးဗျာခုထိမင်းတယောက်ထဲလားတငယ်ချင်းတွေမရသေးဘူးလားမင်းတို့သားဖားနှစ်ယောက်ကဒီမလာခင်တက်စစ်မှာနေနေသေးတာမဟုတ်ဘူးလားဟုတ်တယ်ဒီမလာခင်အိုင်ဝါမှာနေလိုက်သေးတယ်အေးဘောအမြဲပြောင်းနေရတော့တငယ်ချင်းရဖို့ခက်မှာပေါ့ကွာမတည်ဘူးလေဗျာထင်တာပါပဲဒါဆိုလဲ good night ပါဒေါက်တာအလန်ဒါနဲ့ဝေါ်လီဟုတ်ကဲ့မင်းလမ်းနိုင်မြင်မှုကြံလားမင်းဖေဒီမှာငါတို့ဘာလုပ်လဲဆိုတော့မင်းကမပြောပြဘူးလားမပြောပါဘူးဒီမှာစမ်းသပ်မှုလုပ်တယ်လို့ပဲပြောတာကျွန်တော်အဖေကအလုပ်အကြောင်းသိမပြောပြဘူးလေဒါဆိုဘာအကြောင်းပြောလဲမှန်တိုင်းပြောရရင်အမေဆုံးမိကလေးကစကားမပြောပြခဲ့တာပြောစရာလည်းသိမရှိဘူးငါနဲ့ငါအဖေလိုပါပဲဝေါ Project Olympus ကနေကြိုးစိုးရတယ်ကွာငါပြောရမဟုတ်လားလမ်းတယ်လို့ဒီရောက်မှာအကိုတို့ဘာလုပ်တယ်လို့ပါလဲ Project Olympus အကြောင်းတော့တေချာပြောပြလို့မရဘူးကွာငါပြောလို့ရတာငါတို့အရန်လန်းတဲ့ဤပညာတွေတုံးနေဆိုတာပဲပြီးတော့ဒါကအစပဲရှိသေးတယ်ရှေ့ဆက်ဤပညာအသစ်တွေထပ်ပေါ်လာမှာမင်းအကြောင်းငါဖတ်ထားတယ်မင်းကတကယ်တော်တဲ့ကလေးပဲမင်းကကျောင်းဝိုင်ဆက်ရှိနေမယ်ဆိုလို့ရှိရင်မင်းရဲ့အရေးအချင်းတွေအကုန်လုံးချင်းနှီးဖြစ်သွားလိမ့်မယ်မင်းဒီမှာနေဝက်ပိုင်းလောက်ပဲဖြစ်လုပ်ကြည့်မလားဒါဆိုရင်လမ်းတာပေါ့ဒါပေမဲ့အဖေကခွင့်ပြုမယ်လို့မထင်ဘူးပြီးတော့ဒီအလုပ်ကထိတ်တန်းလောက်ဝက်ချက်အလုပ်တွေမဟုတ်ဘူးလားငါနည်းနည်းလောက်တော့ပြောပြီးလို့ရပါတယ်မင်းဖေကိုလည်းပြောကြည့်ပေးမယ်လေဒေချာရှင်းပြရင်တော့မင်းဖေကနားလည်ပြီးမှာပါကွာနားမလည်ပေးဘူးကွာဟာအဖေကျွန်တော်နဲ့ဒေါက်တာနဲ့ဒီတိုင်းစကားမင်းဒီအောက်မှာဘာလာလုပ်နေရလဲမင်းဘာလို့အိပ်ရတဲ့မှာမရှိသေးတာလဲမင်းခိုးထွက်တဲ့အကြောင်းကိုငါကြားပြီးသွားပြီခိုးထွက်တာမဟုတ်ပါဘူးကျွန်တော်လမ်းလျှောက်ရင်းနဲ့အချိန်မေ့သွားတာပါသိကြလားမင်းတငယ်ချင်းနေနဲ့မင်းတို့ဒီဘာလုပ်နေကြလဲဒီအချိန်တငယ်ချင်းတွေဟုတ်လားကျွန်တော်မှဘာတငယ်ချင်းမှမရှိဘူးလေရူဒီကျွန်တော်ဝေါ်လေးကိုရှောက်ပြနေရပါသူလည်းမပြင်းနေရအောင်လေဘုံမူးကြီးလို့ပဲခေါ်ပြီးတော့ဒီနေရာကတာမန်လူတွေဝင်လို့မရဘူးဆိုတာမင်းသိတယ်မဟုတ်ဘူးလားအဲလန်စိတ်ထားပါဘုံကြီးခလေးလေးပြင်းနေမှာဆိုလို့ပါပြီးတော့သူကနေပညာတွေစိတ်ဝင်စားလို့ပါဗျာမင်းကြောင့်မင်းစိတ်ဝင်စားဒီကိစ္စအထောက်ကို report မလုပ်တော့မင်းကန်ကောင်းတယ်မှန်ပြီးတော့မင်းသွားအိမ်ပြန်တော့မင်းနဲ့ငါနဲ့နောက်မှကိစ္စရှင်းမယ်ဟုတ်ကဲ့ပါအဖေဟာဟုတ်ပါပြီဘယ်ရီနဲ့ဘယ်ရောမှမသွားခဲ့ရမှာအဖေနဲ့လည်းအတူတူမနေခဲ့တဲ့ငါအခွင့်အရေးရှိတော့မှရရနေအောင်ပေးရမှာဒါမှငါဘဝအေးစစ်ဖြစ်တန်းနိုင်မှာအနောက်ကိုဘယ်တော့မှပြန်မလဲကြည့်ပဲဘသူ့ကိုမှလည်းငါ့ကိုမတွေ့နိုင်နဲ့ငါရဲ့ကိုယ်ပိုင်ကဘာလေးမှငါနေတဲ့နော်ဟမ်အဲ့ဒါအဖေလား
တေလားအရှင်လားကပရိ ဒါယူနေတာပဲအဖေကငါ့ကိုဖမ်းဖို့လှုပ်လိုက်တာလား तू ဘာလို့လုပ်ရတာလဲအာ ဝေါ်လီမင်းစင်ပြေလား ဗျာပြေပါတယ် အဖေမင်းကိုညာတော့ကိစ္စလေးပြောချင်တယ်ကွာ ရပါတယ်ကျွန်တော်လည်းအိမ်မှာပဲနေခဲ့ရမှာ အဲ့ဒါကြီးမဟုတ်ဘူးမစ္စကန်အောင်မှာတွေ့ခဲ့တာကိုပြောချင်တာ ကျွန်တော်တွေ့ခဲ့တာဘာဖြစ်လို့လဲ သူတို့ဒီမှာလုံးနေတဲ့အရာတွေကအရန်အနေများတယ်ဝေါ်လီအဖေကိုဒီမှာလိုအပ်နေတယ်ပြီးတော့မင်းကိုလည်းစောင့်ချောက်အောင်တာဝန်ရှိတယ်လေ တကယ်ပြောနေတာလားအဖေကျွန်တော်ဒီနေရာဆွဲခေါ်လာပြီးတော့ဗျာအဖေကျွန်တော်တော့ကောထဲ့ထွေးပေးမိလား ဒီနေရာကအဖေရဲ့အလုပ်လေးတာရဲ့ အဲ့တော့ကျွန်တော်ကဘာလုပ်ရမှာလဲအခန်းထဲမှာအဖေထပ်ပြောင်းဖို့အမိမ့်မပေးမချင်းကျွန်တော်နေရမှာလားဘယ်ရီယာမှကျွန်တော်အချောင်စိတ်ဝင်စားသေးတယ်လမ်းပြပေးတယ် ဘယ်ရီဟုတ်လားမင်းဘယ်ရီနဲ့နောက်ထပ်စကားမပြောအောင်ကြားလား ဟုတ်ကဲ့ပါဘုံမိုးကြီးကအမေသာအသက်ရှိရင်ကျွန်တော်တို့အဖေနာထွက်သွားကြပြီ ဝေါ်လီ ဒေါက်တာယလန်ဘယ်ရီဘယ်ရီလာ ဝေါ်လီလာဒါမင်းဒီမလာနဲ့သွားပြေတော့ပြေတော့ စိတ်လျှော်ပြီးတော့အသက်မှန်ရှူဒါပေမဲ့မပဲဝေါ်လီဒီတက်မားစရာမရှိတော့မင်းဘာလုပ်ခဲ့လဲဆိုတော့မင်းသိမှာပါမင်းလုပ်ခဲ့တာမင်းတို့ကိုတတ်မိခဲ့တာ